ဒီလိုငချောက်တွေကိုလှူခြင်းလုံးလို့အပြစ်မှာဒါတွေဈေးထဲမှာဆိုတသိန်းခွဲလောက်ရှိတယ်နော်ကဲငချောက်တွေဒီမှာအများကြီးတန်ကားတွေကိုငရမ်းကြောက်ကြီးတွေဟုတ်ပါမှာနော်ကဲကျွန်တော်တို့ကဒါလေးကိုဟုတ်ကဲ့ပါဒါတန်ကားတွေဝဝလေးနေဟိုဘက်မှာ20နဲ့3ပိတ်တာလှုပ်ထားပြီးပြီနဲတယ်ထင်လို့ကျွန်တော်တို့ခုထပ်ပြီးတော့3ပိတ်တာကြော်တယ်နော်3ပိတ်တာကြော်ကိုထပ်ပြီးဖုတ်ပါမယ်ဖုတ်တဲ့နေရာလေးကတော့ကျွန်တော်တို့စားလို့ကောင်းအောင်စားလေးလည်းပေါ့အောင်ကျွန်တော်တို့နော်စားလေးလည်းပေါ့အောင်ဒါနှစ်ခါပြုတ်မယ်နော်စားလေးလည်းပေါ့အောင်ကျွန်တော်တို့ဒီဘက်မှာပြုတ်ပါတယ်နော်ပြုတ်ပြီးတော့မှခဏပဲနော်သူကစားထွက်အောင်ရယ်နောက်ပြီးတော့ထဲထဲလေးလည်းနည်းနည်းလေးကြက်အောင်ရယ်ကျွန်တော်ဒီလောက်ပဲကဲရပြီသားတို့ကဲဒီလောက်ဆိုရပြီထည့်လိုက်နော်ဘယ်လောက်လှုပ်လိုက်လဲဆိုတာသိစေခြင်းလို့နော်ကဲဒီမှာရင်နှွေးဖြောတယ်ပေါ့ဒါပြောမယ်ဆိုရင်ရင်နှွေးဖြောတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီဘက်မှာအဲ့ဒါဆိုရင်ဒီဘက်မှာသူကချိုသွားပြီဗျတဲ့ဒါကျွန်တော်တို့ဖုတ်တဲ့နေရာမှာလဲဒါဖုတ်နည်းလေးတစ်ခုပါတချို့တွေဆက်ဖုတ်လို့ဘာဖုတ်လို့ပြောတာနော်ဒီလိုဖုတ်တာပိုကောင်းပါတယ်ဟွာကြည့်နော်နည်းနည်းလေးဒါဥမိုးရှိကငချောက်ဖုတ်နည်းလေးပေါ့နော်ကဲထင်းမီလေးနဲ့ရပြီဗျကဲခဏခုနမီးသွေးလေးဥစားလေးလို့ရပြီဒီလောက်လေးပဲကျွန်တော်တို့ကကဲဒီမှာအရှိန်လေးနဲ့ပဲနော်กินတယ်လို့လေးကျွန်တော်တို့ကกินတယ်လို့လေးမီးအေးလေးနဲ့ဖုတ်တာပါဗျကဲအဲ့တော့ရင်ငွေ့လေးနဲ့ तू ကရင်နင်းနဲ့ပြုတ်ထားတော့ fresh ဖြစ်သွားတယ်စားတွေပါတွေလုံးဝပေါ့သွားတယ်ကဲလှသွားပြီတိလားကဲဒီမှာခြောက်သွားပြီခုနရင်နွေးချေလေးတွေခြောက်သွားတယ်နော်ဟိုမီးအေးလေးနဲ့ဒီအရှိန်လေးနဲ့กินတယ်လို့လေးဖြစ်သွားတာနော်နတ်ပြီးတော့စားလေးလည်းပေါ့လေးနဲ့ဘာမှမပါဘူးเนาะအချုံမုံလည်းမပါဟုတ်ကဲ့အမဒီနွေးလေးဖြောပြီးတော့ပြုတ်ပြီးမှပြန်လို့မီးအေးနဲ့လှုပ်လိုက်တော့မတက်လားအတန်အောင်နားထောင်ကျွတ်ပြီးတော့ဟောစက်ဖုတ်နဲ့လည်းမတူဘူးဟိုလက်ဖုတ်လိုလည်းမဟုတ်ဘူးဟိုစားပြင်းလည်းမဖြစ်ဘူးတက်လားဒီမှာအရေကုန်လေးတွေအစမီးကျွန်းတာလုံးဝမရှိဘူးဒီမှာကြည့်ကျွတ်ကြွားပြီးတော့ဒီမှာကြည့်နော်ဒီမှာပါအဲ့လိုတွေထူးခြားပါတယ်ဗျာဒီမှာလှုပ်တဲ့နေရာမှာလေဒီမှာကြည့်အသားတွေကိုလေဟလို့ဖြစ်တာကဲဒါဖုန်နီးလေးတစ်မျိုးပေါ့နော်ကောင်းလိုက်တာဖုန်နီးလေးကနော်ကဲဒီမှာအသားမြင်နေနော်အသားမြင်နေသားမြင်ချိုးနေရပဲလေးသက်တွေလည်းမရှိတော့ဘူးနော်ဒါလေးပါနော်ဒီနေ့ကတော့မှတ်တိုင်ထူနိုင်တဲ့နေ့ပါဆုံးလောင်းသိန်းသမိုင်းမှာနော်ကျွန်တော်တို့ဒီလိုငရမ်းကြောက်ကိုလူရမ်းနိုင်တယ်ဆိုတာမှတ်တိုင်ထူနိုင်တဲ့နေ့ပါနော်ပဲပြုတ်လေးနဲ့ပါနော်ပဲပြုတ်လေးနဲ့ပါပဲပြုတ်လေးကိုကျွန်တော်ဘေးဖက်လိုက်မယ်ဒီနေ့ရဲ့စွန်ဟင်းကိုနော်ကျွန်တော်ကဲဟိုဘက်မှာမီးကင်တွေကခုနတွေ့တဲ့အတိုင်းပဲနော်ကာလာပဲထမင်းလေးပါနော်ပဲထမင်းလေးနဲ့ဒီမှာဦးမိုးရဲ့အပိကြောကျွန်တော်အိမ်အတွက်ဝယ်ထားတဲ့တွေကကျွန်တော်အိမ်အတွက်ဖုတ်တဲ့တွေကညီးတာနော်ဒါပေမဲ့ရတာတူပါတယ်နော်ကဲခုလိုငရမ်းကြောက်ကိုဒီမှာအသားကြောက်ကြီးတွေရှယ်ကြောက်ကြီးတွေပါဒီလိုငရမ်းကြောက်တပွဲကို4-5ပတ်လောက်ပါတဲ့ဟာကျွန်တော်တို့1000ခွဲ2000နဲ့ထမင်းကြော်ဆိုင်နေဆို1000ခွဲလောက်အနည်းဆုံးငရမ်းကြောက်ဆို1000ခွဲလောက်ကြီးပါတယ်ဟိုနော်ဒါကျွန်တော်တို့တွေဒီဟာကိုကောင်းကောင်းမွန်မွန်နဲ့ဟိုတပိတ်တာ3သိန်းခွဲလောက်ရှိတာကိုကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်တို့နော်ချက်ပြုတ်လူလန်းနိုင်ပါတယ်နော်ဒီလူရှင်တွေရဲ့ကုသိုလ်ပါနော်ဒါကြောင့်မလို့နော်နှစ်ဖက်သောမိဘများအမှုထားပြီးဥဆိုးပိုင်းနဲ့ဒေါ်နန်းလေးလေးနွယ်တာကိုရှိန်ထက်နော်မက်ကော်နီနိုင်တမိမန်းဝင်ဝါခိုင်မေရွှေမုံလင်းရှိန်မိသားစုက10သိန်းကျပ်လှူဒန်းတာဖြစ်ပါတယ်နော်နောက်ဒီလူရန်တဲ့အတွက်နော်ဥစုပိုင်တော့နန်းလေးနွယ်တာကိုရှိန်ထက်မက်ကော်နီနိုင်တမိမန်းဝင်ဝါခိုင်မေရွှေမုံလင်းရှိန်မိသားစုကျမ်းမာချမ်းသာဘေးရဝဲကောင်းကျိုးလိုဝါဆန္ဒပြပါစီကြောင်းစုမုံကောင်းတွေပို့တာပါတယ်
အထွေထူးတော့အားလုံးမြစ်တာမပို့တော့ပါဘူးဒီလောက်ရှာပါလှူဒန်းနိုင်တယ်ဆိုတာဘဝမှာရှာပါခြင်းတွေကင်းဝေးပါစေအလူချင်းတွေအားလုံးနော်မုံမြက်မြက်မရဘူးတဲ့စီးစိမ်တွေမရဘူးတဲ့ဥစ္စာတွေမရဘူးတဲ့နော်ကောင်းခြင်းမင်္ဂလာတွေအားလုံးရရှိပါစေကြောင်းဆုမွန်ကောင်းတွေပို့တတ်ပါတယ်အဲ့ဒီအလူချင်းထဲမှာဒေါ်ခန်းစိန်မိသားစုစွန်းလူတသိန်းချက်မဝင်းဝါခိုင်မိသားစုစွန်းလူမူဆယ်မြို့ပုံမွန်ရက်ကွက်ကတသိန်းချက်နော်လူတန်းနဲ့မဝင်းဝါခိုင်မိသားစုလည်းကျမ်းမာချမ်းသာဘေးပြဝေးကပြီးခုနပေးတဲ့ဆုတွေအကုန်ပြည့်ပါစေဒေါ်ခန်းစိန်တို့မိသားစုတို့ကလည်းနော်မရဘူးတဲ့စီးစိမ်ဥစ္စာတွေအပြည့်အဝရရှိပါစေကြောင်းဆုမွန်ကောင်းတွေပို့တတ်ပါတယ်ဆက်လက်ပြီးတော့နိုင်စုဖရာလိုက်ဒေါ်နန်းလောင်ခန်းမိသားစုချင်းမိုင်မျိုးကနေပြီးတော့6သိန်းကျပ်ဒီမာတီလူတန်းပေးတယ်အားလုံး18သိန်းဓမ္မပီတီယာရေလူရဖြည့်ကုသိုလ်အနေနဲ့10သိန်းကျပ်လှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပေးတာဖြစ်ပါတယ်ဓမ္မပီတီအနေနဲ့ကခုလိုပေါ့တန်ဃာတွေကိုပြည့်ပြည့်ဝဝဒီနေ့ကနော်ပဲထမင်းလေးနဲ့တကွာလှူဒန်းနိုင်အောင်လှူဒန်းပေးတာဖြစ်တဲ့အတွက်အားလုံးပဲမနေ့ကျရဲ့တန်ဃာတို့ထေရှင်တွေပို့သားတဲ့မြတ်တာကိုအပြည့်ဝရရှိပြီးခုလိုပဲမလှူဘူးတဲ့နော်မလှူဘူးပြီးတော့ခုလိုငရမ်းကြောက်တွေဟိုနော်ခုလိုလှူဒန်းနိုင်ဖို့ဆိုတာအလုံးမတန်မှခဲရင်နဲ့ကုသိုလ်ကောင်းမှုတွေကိုအတူပြုကြတဲ့လူတွေဘဝဆက်ဆက်ကျွန်တော်တို့ကုသိုလ်တွေပြုခွင့်ရကြပါစေကောင်းမှုကုသိုလ်တွေကိုနော်မရဘူးတဲ့စီးတဲ့ဥစ္စာတွေအကုန်လုံးရကြပါစေစုမုံကောင်းတွေပို့တာခြင်းဖြစ်အားလုံးပဲဒေဝအပေါင်းကကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓု